အားလုံးပဲမင်္ဂလာပါရှင်မေမေပထမဆုံးမိတ်ဆက်ပေးမယ့်ပင်လေးရပါတော့ပတ်တရားစိုက်ကလုံးပင်လေးပဲဖြစ်ပါတယ်ပထမဆုံးမိတ်ဆက်ပေးမှလေးရပါတော့အင်ဂျင်ပိုင်းနဲ့ပတ်သက်တာလေးပါအင်ဂျင်ပိုင်းမှာဆိုရင်လည်းပေါ့နော်ဟောင်းရွှဲအင်ဂျင်ကိုအဓိကထားပြီးအသုံးပြုပေးထားပါတယ်ကာပရိုက်တာမှာဆိုရင်လည်းပေါ့နော်ဂျပန်ကာပရိုက်တာကိုအဓိကထားပြီးအသုံးပြုပေးထားတဲ့အတွက်ကြောင့်ပေါ့နော်ရေးရှိအတွက်လည်းကျန်းနှန်းခံမယ်တာရှိလည်းခံမယ်အင်ဂျင်ဘူကိုလည်းစွမ်းအားပိုကောင်းစေရပေါ့နော်အင်ဂျင်တောက်ခါမှုကိုလည်းရောပါစေရတယ်ရှင်ရှေ့တစ်ဘရိတ်ပိုင်းမှာဆိုရင်လည်းပေါ့နော်ပုံမှန်အားဖြင့်355mm ကို 4mm အသုံးပြုပေးထားပါတယ်ရှင်။နောက်ဘရိတ်ပိုင်းမှာဆိုရင်လည်းပေါ့နော်ပုံမှန်အားဖြင့် 17mm ကို 13mm အသုံးပြုပေးထားပါတယ်ရှင်။ရှေ့ဘရိတ်ပြစ်စရယ်ပိုင်းမှာဆိုရင်လည်းပေါ့နော်ပုံမှန်အားဖြင့်အလုံးသိန်းနှလုံးကိုအသုံးပြုပေးထားတယ်။ဒီစိုက်ကလုံးမှာဆိုရင်လည်းပေါ့နော်အလုံးကြီးတစ်လုံးကိုအသုံးပြုပေးထားပြီးတော့ဘရိတ်အုပ်သွားမှာဆိုရင်လည်းပေါ့နော်ရှောသားတာမျိုးမဖြစ်ဘူးချက်ချင်းလည်းငင်းပေါ့နော်ရက်တန့်သွားစီပါတယ်ရှင်။ပြီးရင်မန်နိုင်မှာဆိုရင်လည်းပေါ့နော်ပုံမှန်အားဖြင့်တန်ရီကြိုပြီးရောထွင်းထူရပါတယ်ဒီဆိုင်ကကတော့တန်အစိမ်းကိုမှပုံဖော်တွထူထားတဲ့ဆိုင်ကဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်အလဲတကူကျိုးပဲ့သွားမှာကိုလည်းလောကစိတ်ပူစရာမလိုပါဘူးရှင်ဖောက်ပိုင်းဆိုင်မှာဆိုရင်လည်းတန်အထူကို separate အကြီးစားအသုံးပြုပေးထားတဲ့အတွက်ကြောင့်မလို့စီးရတာလည်းတတငြင်းနေတာဖြစ်စေပါတယ်ရှင်စီပိုင်လိုင်းကနေပြီးတော့ကာရိုက်တာကိုသွားရလမ်းကြောင်းမှာဆိုရင်လည်းပိုင်လိုင်းနဲ့ချောင်းကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်မို့ပေါ့နော်ပိုင်ပိုင်းဆိုင်ရာမာကြောသွားမှာကိုလည်းလောကမရှိပါဘူးရှင်မီလိုင်းဝါယာကျိုးပိုင်းမှာဆိုရင်လည်းအပူခံဝါယာကျိုးကိုအသုံးပြုပေးထားတဲ့အတွက်ကြောင့်မို့ပေါ့နော်လွယ်တကူပေါက်ပြဲသွားမှာကိုလည်းလောကစိတ်ပူစရာမလိုပါဘူးရှင်မိပိုင်းဆိုင်ရာမှာဆိုရင်လည်းပေါ့နော် LED မီကိုအဓိကထားပြီးအသုံးပြုထားရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ပုံမှန်မီတွေထက်ကိုအလင်းဆွဲအားပိုကောင်းသေးပါတယ်ရှင်CDI ကလည်း digital CDI ကိုအဓိကထားပြီးအသုံးပြုပေးထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်မိပိုင်းဆိုင်ရာမှန်မှန်လည်းစိတ်ပူစရာမလိုပါဘူးရှင်ဆေးပိုင်းကလည်း UVC သားကိုအဓိကထားပြီးအသုံးပြုပေးထားတဲ့အတွက်ကြောင့်မို့ပေါ့နော်နေရောင်ခြည်တန်းကြောင့်ဖြစ်ပေါ်တဲ့ဆေးကျွတ်ချင်းကွာချင်းလောကမဖြစ်ပါဘူးရှင်ဖင်နာကွန်ပိုင်းမှာဆိုရင်လည်းဖော်သားအထူကိုအသုံးပြုပေးထားပါတယ်ရှင်ကိုရှင်ပိုင်းမှာဆိုရင်လည်းအကြီးကလဲတာသားအစ်စ်ကိုအထီးကချုပ်လုပ်ပေးထားတဲ့အတွက်ကြောင့်ပို့ပေါ့နော်အလွယ်တကူပြဲသွားမှာကိုလည်းလုံးဝစိတ်ပူစရာမလိုပါဘူးရှင်မမင်းခုပြောပြပေးသွားတဲ့အကြောင်းအရာလေးကတော့ပတ်တရားစိုက်ကလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုအသေးစိတ်ရှင်းပြသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုလည်းကြိုင်းနှစ်တက်လိုက်မယ်လို့ထင်မိပါတယ်ရှင်မမီတို့ဆိုင်ရဲ့ဆိုင်လေးစာလေးရကြတော့85လမ်းစကိုင်းမန္တလေးလမ်းဝဲဆန္ဒမုန်ဖျားအနာပေါအမရပူရာဆိုင်မော်အနီချမ်းမြတာစင်းမျိုးနဲ့တံပါဝရီရကပါတီရှိပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်